ပျော်ရွှင်ခြင်းမိုးရေစံများအနောက်မြောက်အရက်စီတတိယချင်းတွေငွေ့ရီဖွဲစီအပြူပြူအလဲလဲနှစ်ကာလတွေဟာကုန်ခဲ့ပါပြီတက္ကရစ်တွေတရဟောစီးဆင်းသွားခဲ့ကြဒါတောင်စိတ်လိုလက်ရတတိယမိကြောင်ပေါ့မင်းတိတာထက်အများကြီးပိုမျက်နှိုးခဲ့ရသလိုမင်းထင်တာထက်အများကြီးပိုပြိုလဲခဲ့ရပါတယ်နေဝင်တာစောလွန်းတယ်ဆိုတဲ့ရက်တွေဟာအတူတူရှိခဲ့တဲ့အချိန်တွေပဲလို့တွေးမိနေတယ်နောင်တတရားဟာကိုယ်အသက်တက်လို့တကယ်တမ်းကလူရာထက်ပိုတိုတောင်းလွန်းခဲ့ပါတယ်ကျေးဇူးလဲတင်တယ်တယူတရဖိပေးခဲ့တဲ့စံရွယ်ညီညိုတွေအပါအဝင်ပေါ့ချစ်ချင်းမြတ်တာဟာတစ်ချိန်ချိန်မှာနာကျင်စရာဆိုရင်တော့ကျွန်တော်ကတော့မမောတတ်တုံးပါပဲလွတ်ချခဲ့သည်ဖြစ်စေလွတ်ကြခဲ့သည်ဖြစ်စေကြစ်ကြစ်ပါအောင်စုပ်ထားမှုတယ်ဆိုတဲ့အသည့်နဲ့တင်အဲ့ဒီလက်ဖွားတွေကိုတန်တရာအဆက်ဆက်တတိတရာဖြစ်နေမိမှာတခါလောက်တော့ဝန်ခံကွယ်တိုးတိုးတိတ်တိတ်ဖြစ်ဖြစ်ပေါ့ငါကိုတခါကတိတ်ချစ်ခဲ့ဘူးလေဆိုတာမျိုးဖြစ်နိုင်ရင်ပေါ့အခုပဲမိုးတွေရွာချစေခြင်းနဲ့စပယ်တွေတဲနေအောင်ပွင့်စေခြင်းနဲ့ရှင်ဘက်ထဲကတယောက်ယောက်ကိုတတိရတဲ့အကြောင်းတွေဝန်ခံဖို့အဲ့ဒီမြို့ကလေးစီပြန်ပြေးသွားခြင်းနဲ့ဆန္ဒတွေဟာဆန္ဒတသက်တာဖြစ်ကြောင်းအိမ်မက်တွေမကောင်းတဲ့အခါတော့စိတ်ရောကိုယ်ပါပူပန်မိကြောင်းပေါ့လက်သေးရှိရှိလေးတွေမကြိုးမပဲ့စေချင်တာကအစအခုဆိုကိုမပါပဲမင်းခီးကြီးတွေတွားတက်နေတာအဆုံးပေါ့အချိန်အခါမဟုတ်မင်းရှိတဲ့မြို့လေးမှာမိုးတွေရွာတဲ့အခါကိုတတိယချင်းတွေငွေလာဖွဲ့တယ်လို့တွေးပါမတက်နိုင်ခဲ့ဘူးမိုးတွေမရွာဖို့ရယ်တတိမရဖို့ရယ်တယောက်တည်းဆိုတဲ့အတွေးကနေထွက်ပြေးဖို့ရယ်ကိုချစ်တဲ့သူတွေအနားမှာနေခြင်းစိတ်ရှိလဲမနေဖို့ကြိုးစားမယ်ကိုချစ်တဲ့သူတွေအနားမှာပဲနေမယ်ငှက်ကလေးတွေလှောင်အိမ်နဲ့မွေးထားဖို့ထက်ဖះကခိုလေးတွေပဲအစာကျွေးဖြစ်တယ်ကိုဘကထပ်ပြီးဘသူကိုမှချစ်ပါတယ်ဆိုပြီးနှောင်ဖွဲ့မထားတော့ဘူးချစ်တယ်ဆိုတာချစ်နေရယုံနဲ့ပြည့်စုံတဲ့လားခရီးတွေထွက်ဖို့ထပ်ပြီးဝမ်းသာတိုင်းဝမ်းနေတိုင်းနာကျင်တိုင်းဘသူကိုမှလူရာထက်ဖို့မဖွင့်ဟပဲတိတ်တိတ်ကလေးဒန္တာကြီးပေါ်မှာချရေးဖို့ကိုချီတောင်းနဲ့ fix မဖြစ်တဲ့ဖနက်တရံကိုလွယ်လင်းတကူစွန့်ပစ်တတ်ဖို့သူကငါအချစ်ဆုံးပါကွာလို့အစချီပြီးမင်းအကြောင်းတွေထပ်မပြောဖို့လုံလုံလောက်လောက်ပြိုလဲခဲ့ပြီးမဟုတ်လားပြိုလဲပြခဲ့တာမဟုတ်ဘူးတကယ်ကြီးကိုပြိုလဲကြခဲ့တာအခုလိုကိုနည်းနည်းလေးပြန်ချစ်တတ်ဖို့ကိုလေအကြာကြီးနော်မင်းကိုထက်ပိုချစ်ခဲ့တာစကားမဆက်ကိုချစ်တာဘာမျောလင်းချက်မှမပါဘူးမင်းပြောဖို့အတိကပါကွယ်ဆိုတာကိုညာတာသိလားမင်းတကယ်မပြောတော့ဘူးသွားတော့မယ်ဆိုမှခေါင်းငိတ်ခဲ့ရတာမျက်ရည်တွေတကယ်မမြင်ခဲ့ဘူးမဟုတ်လားအကြောင်းတွေလည်းထပ်နေပါပြီမင်းမရတဲ့အကြောင်းတိုက်ဆိုင်လာခဲ့ရင်ရေးလဲတတိရတဲ့အကြောင်းကိုမရှိပဲဖြစ်တာတေးကြရင်ပြန်လာဖို့မလိုတဲ့အကြောင်းအချိန်ရတော့အားလုံးဝန်ခံခဲ့ခြင်းနဲ့မပြောပြခဲ့တဲ့စကားတွေအတွက်တန်တရာအထိနောင်တတွေမတည်သွားခြင်းဘူးရိုးသားရရင်ပျော်နေတဲ့အတွဲတွေမမြင်ခြင်းဘူးအကွဲနေတဲ့ဆက်ဆံရေးတွေလည်းထပ်မကြားခြင်းဘူးချစ်ပြီးမှတော့အားလုံးညားကြပါစေကွယ်နေမမြင့်ခင်ကတည်းက
ဒီအယူကရင့်ပြီးသားပါနေအစောကြီးဝင်သွားပြီးလာမိုင်ညတွေကြီးကြုံရတယ်ဘလောက်ရှင်နာဖို့ကောင်းလဲရည်ရတယ်ကိုကိုတကယ်ချစ်တယ်လို့ထင်ဘူးတဲ့သူတွေကိုလည်းမယုံတော့ဘူးကိုကိုစခေါ်ရင်တော့စောက်ဖက်မလုပ်တော့မဲ့ဆက်ဆံရေးတွေပြတ်သားလိုက်ကြတာမူးရင်အဆင်ပြေသွားမယ်ထင်ပြီးအရက်တွေတောက်မိခဲ့ပေါ့တကယ်တမ်းကျအရက်တောက်တယ်ဆိုတာဒဏ်ရာတွေကို upgrade လုပ်တာနှင်းတွေလည်းကြတယ်မိုးတွေလည်းတိတ်ရွာတာပဲကွယ်ပြောချင်တာကအရာရာကပုံမှန်မဟုတ်ဘူးအချစ်ရဲ့နေဝင်တာတွေစောတယ်ညဘက်တွေကြဲမစုံဘူးမရေကြည့်လဲကိုသိတယ်မင်းလည်းနောက်ကောင်နဲ့ပြောနေမှာပါမကင်တဲ့ဖုန်းတွေမခေါ်ဘူး reply မရှိတဲ့ conversation ကိုစာမပို့ဘူးအသွားသာရှိပြီးအပြန်မရှိတဲ့ချစ်ချင်းမြတ်တာကိုတွားလေရမှာလက်ကလေးထောင်ပြလိုက်မယ်မနှက်ပြန်ဆိုတာတိတ်ဝေးလွန်းပါတယ်မသေးခင်လေးတော့မင်းကိုတတိယရမှာပဲငိုစရာတွေရှိရင်တော့အာမနာတန်ဖုံးခေါ်အတူတူမပျော်ရတော့တဲ့ဘဝမှာအတူတူငိုရရင်ပျော်ရမှာပဲကျွန်တော်ဟာတိမ်တွေလို့တပတ်လုံးလုံးဆွေနေတဲ့မိုးတွေတိတ်သွားတော့လေကျွန်တော်ဟာဝမ်းနေမြဲပါပဲအခုတော့မိုးကသူမဟုတ်တလို့ထူးထူးဆန်းဆန်းပါပဲမိုးရသည်မှာဘယ်မြင်ကွင်းမှာစိမ့်လန်းမနေခဲ့ဘူးဘသူကိုဆုံးရှုံးလိုက်ရလို့ကြေကွဲနေတာမျိုးယူကျုံမရဖြစ်နေတာမျိုးမရှိပါဘူးကိုလက်လွတ်ခဲ့ရတော့အခိုက်အတန့်တွေတဲတဲရေသွန်းတယ်လို့ဖြစ်သွားတဲ့ချစ်ချင်းမြတ်တာတွေကြိုးပြတ်သွားတဲ့တန်ရောစင်ဝါဝါလေးတွေတတိလက်လွတ်ပြန်ငေးကြည့်ရင်စိတ်လိုလက်ရအော်ရီမိနာကျင်မိငိုကြွေးမိဘာလို့များလဲပေါ့ဖရော်ဆန်စီကကြပြစာအုပ်လေးရောက်လာတယ်အရင်ကတည်းကကျွန်တော်ဟာချစ်ချင်းမြတ်တာဆိုတာငိုကြွေးဖို့တတ်ပဲကျွန်တော်စီကိုအလဲလာတတ်တာလို့တွေးနေတဲ့အချိန်အဝါရောင်စူဘူးလေးတွေကဒဏ်ရာအပိုင်းအစအချို့ကျွန်တော်ကိုလာမှန်တယ်တယောက်ကိုတယောက်ဆုံးရှုံးလိုက်ရတာချင်းတူပါတယ်ဒါပေမဲ့လေခမ ्या က1000ရှိတဲ့အထဲက100လောက်ကျပြောက်သွားတာမျိုးကျွန်တော်ကကြ100တည်းရှိတာ100လုံးပျောက်ရှသွားရတာကိုပါအစ်စ်ထည့်ပေးလိုက်တာလို့ပြောရင်ခမ ्या ကပေါ့ပေါ့ပါပါရည်အောင်မယ်အစင်မပြေမှုတွေနဲ့နေသားကြနေတဲ့ဒီဘဝတွေဘာလို့များဝင်လာခဲ့သေးလဲကွယ်အကောင်းပကတိဖြစ်နေမှထက်ရတဲ့အနာတရားတွေကပိုပြီးတည်စေနိုင်တာပါပြန်ထွက်သွားမယ်ဆိုတဲ့စိတ်ကူးရှိနေခဲ့ရင်ကျွန်တော်ဘဝတွေဝင်မလာပါနဲ့ကျွန်တော်ကခမားထင်တာထက်စိတ်တစားဆန်ပါတယ်ချင်တောင်နဲ့မျက်စိလဲဝင်လာတဲ့ချင်းလေးတစ်ကောင်တော့ပြန်ထွက်သွားမှတိတ်ဆိုးခဲ့တာဘာအတွက်ပဲဝင်လာခဲ့ပြန်ထွက်မသွားပါနဲ့မိုးလေကင်းလွတ်တော့မယ်တန်ရာတွေကလေကင်းလွတ်ချင်ပါတယ်ဘယ်နည်းနဲ့ပဲဖြစ်ပေါ့ကျွန်တော်ဟာတိမ်တွေလိုပါပဲအချိန်တန်ရင်လွင်ပါပြောက်ွယ်သွားရမှာခမ ्या ကပါလေးตายရဖို့ကြည်ကြည်လင်းလင်းရှိဖို့ခမ ्या ကမိုးပြေးဆန်တယ်မဟုတ်လားဘယ်တက်နိုင်မလဲချစ်ချင်းမြတ်တာအတွက်ကျွန်တော်ဟာတိမ်ဆန်ပြခဲ့ရပါတယ်ကျွန်တော်ဟာတိမ်တွေလိုပါပဲကျွန်တော်ကအတ္တသိပ်ကြီးပါတယ်အထူးသဖြင့်ချစ်ချင်းမြတ်တာမှာပေါ့ဒါပေမဲ့ကျွန်တော်အတ္တတွေကလှပါတယ်အပေးအယူမမျှပဲဘဝထဲဝင်လာတဲ့လူတွေကြောင့်ပဲချစ်ချင်းမြတ်တာကိုကျွန်တော်ကြောက်လာမိတယ်ရင်ဘတ်ထဲကခန်းစားချက်မပါရင်ဘာအတွန်းနဲ့မှကျွန်တော်လက်ကိုမဖမ်းဆုပ်ပါနဲ့ကျွန်တော်ကမ်းလာခဲ့ရင်တော့ပုတ်ချလိုက်ပါအဲ့ဒီလိုပါပဲကျွန်တော်ဘက်ကမလေးနက်ဘူးထင်တဲ့အခါမှာလဲခမ ्या ဆုပ်ထားတဲ့ကျွန်တော်လက်ကိုဖြုတ်ချခဲ့လိုက်ပါ
ခမားကိုချစ်တယ်ဆိုတာဘာလဲကျွန်တော်မသိပါဘူးကျွန်တော်ချစ်တယ်ဆိုတာကကြဘဝကြီးတစ်ခုလုံးကခမားပဲဖြစ်နေတတ်တာမျိုးမျက်ရည်တွေတုံမပေးရင်နေပါမျက်ရည်တွေတော့ထပ်မကြပါရစေနဲ့ကိုချစ်တဲ့သူကိုတန်ဖိုးထားသလိုကိုချစ်တဲ့သူကိုလည်းတန်ဖိုးထားပါချစ်ချင်းမြတ်တာဟာနေရာကွက်ကြားရွာတတ်တဲ့မိုးပြေးလေးပဲဖြစ်မှာပါကျွန်တော်ကတော့မိုးခေါင်ရေရှားရဝန်းလေးပေါ့စိတ်ရောကိုယ်ရောဖျားနေတယ်အနားနာမှာတယောက်ယောက်ကိုလိုအပ်နေပါတယ်တယောက်ယောက်ကလည်းတယောက်တည်းပဲဖြစ်နေတယ်ကိုစစ်ငိမ့်ပြောသလိုပဲဘဝဟာခုန်ချပစ်ချင်စရာချယ်ရီတွေနှစ်ခါလောက်ပွင့်ပြီးချိန်ပေါ့ခမားရဲ့ကျွန်တော်ရဲ့အရာအလုံးကနေသားတကြအလိုလိုရှိခဲ့ပါပြီနေစာဒူဝါတွေလောကရန်တွေကြားတန်ရာတွေကလည်းနေရာတကြပါပဲကျွန်တော်နေနိုင်သွားတာမဟုတ်ဘူးနေတတ်အောင်နေခဲ့ရတဲ့အကြောင်းတွေတော့ပြောပြရအောင်မယ်အစင်မပြေခဲ့တဲ့ရက်တွေမှာခမားကိုကျွန်တော်ပို့ပြီးတတိတွေရတာပေါ့ is when two pass ပါအကိုရဲ့ fighting အခက်အခဲတွေအရင်ကထပ်ပိုဖြစ်ရှင်းရခဲ့တယ်အချို့အရာတွေကကောင်းရှင်းမပေါ်ဘူးတတိလိချတဲ့အကျင့်ရတယ်ခင်ဗျားကလည်းဘာမှသိမမှတ်ဘူးပြန်လို့ခြင်းနဲ့ဘဝမျိုးမှာကျွန်တော်နေထိုင်ပါတယ်ဒီဘယ်လောက်ချမ်းမြေ့လိုက်တယ်ပြီးဘယ်လောက်နာကျင်အပ်နေလိုက်တယ်ဘာမျိုးလေးကြမှာမပါဘူးခဏခဏလေးထားရရင်လည်းမဟုတ်ဘူးဆောက်ရအတိတ်ပဲနဲ့ပါတယောက်တည်းဆိုတဲ့အတိတ်ကိုဒီပျော်ရွှင်မှုနည်းနဲ့မှချစ်ချလို့မရခဲ့ဘူးခင်ဗျားနဲ့တက်တဲ့ဟာကျွန်တော်ကအပူတွေပြီးလို့ရတယ်တွေ့ရင်နားကြည့်ရင်အဆုံးစုံလိုက်တာလို့ကျွန်တော်အပြေကောင်တစ်ကောင်လည်းခွေနေလိုက်ပါတယ်ဒီချင်းကငါမချင်ဘူးအပူကောင်လည်းမှာကိုယ်တိုင်ကိုယ်ထိုးချချင်လို့လည်းမလို့ချင်ဘူးကျွန်တော်မှကျွန်တော်ဒီတင်နေနေပြီဒီကောင်းလေးကိုကျွန်တော်တို့ပြန်ပြောဖို့မရဘူးရောချက်ချစ်ပြန်ဆောင်ဖြစ်ကြရင်ပေါ့ဒီလိုဆိုရှာပါစားထိုးလို့မရအောင်လိုအပ်တယ်ကျေရီကိုစကားပြောတတ်စေချင်စောင်းရတယ်ခန္ဓာရည်နဲ့မမျှစွာတစစ်စစ်ကြိုက်တဲ့အခါစိတ်လွတ်ကိုလွတ်ခရီးတွေထွက်ဖြစ်သေးတယ်ခရီးသွားခြင်းဟာအချစ်ဆုံးကိုပိုလွှမ်းဆွစေကြောင်းနောက်လူတွေကိုမှားရအောင်မယ်စိတ်နဲ့လည်းမလွတ်ခဲ့ပါဘူးကိုယ်နဲ့လည်းမကွာခဲ့ပါဘူးတကယ်တမ်းစိတ်လွတ်ကိုလွတ်ညီးမိတဲ့တခြင်းဘယ်စီကိုရောက်ရောက်ဘာတွေကိုလှုပ်လှုပ်ကိုလေးဖြူရဲ့အလွမ်းများတခြင်းကြောခိုင်းခြင်းမှာအ ਨੇ ဆုံးတစ်ယောက်တော့စိတ်ချမ်းသာသင့်ပါတယ်ထို့ကြောင့်ခက်များပျော်နေတာတွေ့တိုင်း
မျက်ရည်တွေနဲ့ပြုံးရပါတယ်ဒဏ်ရာစစ်ရင်အချိန်ဟာမကုစားနိုင်ပါဘူးအဲ့ဒီလိုပါပဲအကျဉ်းသာစစ်တိုင်းပြန်ဆုံမယ်လို့ဘယ်ဖရာသခင်မှမဟောကြားပါဘူးသို့တော့ချစ်ချင်းမေတ္တာကိုကိုးကွယ်လို့ကျွန်တော်လွမ်းရဲခဲ့ပါတယ်လွမ်းရဲရပါတယ်ပေါ့ပင်လယ်ကြီးချစရာမလိုပါဘူးမိုင်းနိုင်တွေလည်းထောင်မချီပါဘူးလူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာအစရှိသဖြင့်ပေါ့ဘလက်လစ်ထဲမှာတင်ဘဝအဆက်ဆက်ဝေးတယ်ပတောင်းနဲ့ຫນွေဦးဘယ်နှကြိမ်စုံပြီးပြီလဲဒီဇင်ဘာကရောအခောက်ခောက်အခါခါကဘာမြေကိုအလဲလာခဲ့ပြီးပေါ့မင်းတငယ်ချင်းတွေလည်းကိုယ်တငယ်ချင်းဖြစ်ခဲ့ပေါ့အရာရာကဟာတပဲဒါပေမဲ့ငိုရတယ်တကယ်ပဲဖြစ်ဖြစ်ဟန်ဆောင်ပြီးပဲဖြစ်ဖြစ်အချစ်ရဲ့ပျော်အောင်နေလိုက်စမ်းကွယ်ပျော်နေတယ်မဟုတ်လားတတိယယုံပါမျောနေတာမဟုတ်ဘူးအချိန်ဆိုတာတည်ဆုံးခဲ့တာကြာပါပြီရှေ့ဆက်ဘာတွေဖြစ်လာမလဲဘဝကိုကြိုမတွေးတာကြာပါပြီမနှက်ဖြန်တွေဟာလည်းယနေ့ဖြစ်လာအောင်မယ်မဟုတ်လားမနေ့ကလည်းယနေ့လိုယနေ့ဟာလည်းမနေ့ကလိုလူတွေနဲ့စကားတွေအများကြီးမပြောချင်ဘူးခံစားရသမျှဟာအရေးအသားတွေတည်းပဲပျော်ဝင်အိမ်မက်တွေကလည်းမက်ယုံပါပဲလက်တွေ့ဖြစ်ပြရစီဆိုတာမျိုးမရှိတော့တာကြာပြီတယောက်သောသူလည်းမရှိတော့တာကြာပြီအတော်ကိုကြာခဲ့ပါပြီခြေတံဖွားဖွားကြားတိုင်းပြန်လဲမကြည့်မိဘူးခမည်းဟာကျွန်တော်စီဘယ်တော့မှပြန်မလာတော့ပြန်မလာလေတော့အခန်းတကားခောက်တန်ကိုတုံ့ပြန်ရမှာစိတ်မပါဘူးဖုံးမိတန် message ဝင်လာတန်ကအစခမည်းလက်ဖြားစီကမြစ်ဖြားခံတာမဟုတ်ရင်မတုံ့ပြန်ခြင်းဘူးနှောင်ပွဲခြင်းကင်းသောချစ်ချင်းမြတ်တာမျိုးပဲခမည်းထက်ချစ်ရတဲ့သူစီကရပါစေအတူငေးဘူးသောတောင်တန်းတွေအတူဖြတ်ဘူးသောမိုင်တိုင်းတွေအတူထိုင်ဘူးသောကော်ဖီဆိုင်တွေအတူရေဘူးသောကျယ်တွေနေထိုင်ရတာကအခြားကဘာတစ်တစ်ခုစီမှာဒါကတတိယယုံပါပဲမမျော်တော့ဘူးကျဲကျွေတွေဟာပြန်ဝင်စားတက်လို့လားကွယ်တွေးဆုံခြင်းကမြင်းပြိုင်ဆန်ပါတယ်တယောက်ကိုတယောက်ခိုးငေးယုံကလွယ်တချင်းအစ်စ်တွေထွက်တယ်စစ်ပွဲတွေအကြောင်းကြားတယ်လမ်းထိပ်ကရှမ်းခေါက်ဆွဲဆိုင်လေးပိတ်သွားတယ်ပြီးတော့ခမည်းအစ်စ်တယောက်တွဲနေပြီဆိုတာကြားတယ်တစ်ဆက်တည်းဒါဟာလည်းလွတ်မြောက်ခြင်းမဟုတ်ဘူးဆိုတာထပ်နားလေရတယ်အခန်းထောင်မှာခမည်းကိုတီးပြနေကြဂီတာလေးရှိတယ်ကျိုးတွေအကုန်လျှော့ထားမိတယ်ခမည်းပို့လိုက်တဲ့ပို့စကတ်တွေပြန်ထုံးမကြည့်ဖြစ်ဘူးဒါပေမဲ့တိမ့်ထားဖြစ်တုံးပဲတခါကြတော့လေမျောလင့်မိပါတယ်ကျွန်တော်တိတ်လိုချင်နေတော့စာအုပ်ကလေးများခမည်းစီကရောက်လာမလားဆိုတာမျိုးကျွန်တော်ကိုရည်ညွှန်းသောအလွမ်းသချင်းတွေများခမည်းခတိုးတိုးညီးနေမလားဆိုတာမျိုးချစ်ချင်းတရားဟာကျွန်တော်ကိုကြောပေးရက်နေတယ်ခမည်းနဲ့ဘေးတိုက်အနေထားမှာရှိတယ်ဘယ်အချိန်ငဲ့ကြည့်အဝေးရပင်မြင်နိုင်ပါတယ်ဒါပေမဲ့လည်းမြင်စေခြင်းုံတက်ရဲ့ခြေလမ်းတွေပြန်လဲစေချင်တာမျိုးမပါဘူးကျွေသွားတဲ့ရော့ဝါလေးကိုငေးကြည့်တယ်ရွက်သစ်တွေကိုလည်းမထွက်နိုင်တော့ဘူးကျွန်တော်ဟာဘဝကန္တာရတဲ့ကရိုးရန်အပြိုင်ပြိုင်နဲ့တစ်ပြိုပင်ဘသူကရက်ဆောင်ချင်ပါလဲစီးပွေမဲ့လက်ဘဝတစုံသာလိုတာပါမျက်စိစုံမိတ်ဖို့ခြေပလာနဲ့ပဲဖြစ်ဖြစ်ပြေးလာမှာပဲအဲ့ဒါအချစ်ဆုံးလို့ခေါ်တယ်ကျွန်တော်လည်းရက်နေတာကြာပါပြီလဲကြလို့နီးဒါပေမဲ့စောင့်နေတာမဟုတ်ဘူးခမည်းလည်းပြေးလာနေတာပဲသို့တော့ချစ်ချင်းမြတ်တာကဗစ်တာဆန်နဲ့ပမာဏတူယုံနဲ့မရဘူး
လားရလဲတူမဖျားတပည့်တော်နားလဲပါပြီဖျားပေါ်ခမည်းကြောပေးရကိုမျက်နှာမူနေအောင်ပါဘယ်ဖျားသခင်မှအလိုတော်မကြရင်နေတယောက်တည်းမဖြစ်တော့တဲ့အကြောင်းအချို့ဝမ်းနည်းစရာတွေဟာတယောက်တည်းဆိုတော့အတိနဲ့ပိုဝမ်းနည်းရတဲ့အကြောင်းပေါ့လောကရန်ဟာခမည်းကျွန်တော်လက်ကလေးဖြစ်ညစ်လိုက်ုံနဲ့လွယ်လင်းတကူကြေမွသွားတယ်ဆိုတာကျွန်တော်ယုံတယ်ဘဝကတူတောင်းလွန်းပါတယ်ကွယ်လို့ပြောတော့ကျမရှိနေခြင်းကြောင့်လားလို့ပြန်မေးတတ်တဲ့တန်တရားရှေးချောင်းတရားလေးကိုတတိတရားဖြစ်ရဘာလို့များခမည်းမရှိတဲ့နောက်ပိုင်းမှာရာသီတွေရှေ့ကြလွန်းတယ်လဲလို့ပါမိုးတွေတိတ်ရွာတဲ့ညတွေပေါ့စာတိုလေးတစ်စောင်ဖြစ်ဖြစ်အဝင်ကောလေးတစ်ခုဖြစ်ဖြစ်ကျွန်တော်စီအလဲလာမလားလို့မိုက်မဲမိသေးတယ်အိယာဝင်ပုံမြင်တပုတ်လို့ပြီးဆုံးခဲ့ပါပြီလို့တယောက်တည်းဝမ်းနဲ့ပန်းနဲ့တွေ့ပြီးအိယာဝင်နောက်ကျတဲ့ညတွေအကြောင်းအခွင့်သာရင်ပြောပြချင်သေးတာဘဝကိုကျွန်တော်ဘလို့စိတ်စိတ်ငြိမ်ငြိမ်ကြော်ဖြတ်နေရတယ်လဲခမည်းစိတ်ဝင်စားမှာမဟုတ်ပါဘူးကျမကတော့ကိုသာအချစ်ဆုံးတဲ့ခမည်းဟာကိုအသက်ထက်ပိုသောမျက်နှိုးရာဖြစ်ကြောင်းကျွန်တော်ဘယ်တော့မှထပ်မပြောပါဘူးခမည်းမရှိပဲကျွန်တော်ရှင်သန်ခဲ့တာရာသီဆက်ဝိုင်းတောင်တစ်ခါမကလဲပြီးပြီမဟုတ်လားခမည်းဆိုသောခေါင်းစဉ်အောက်မှာကျွန်တော်ဟာဘယ်နှခါတည်တည်ဘယ်တော့အခါမှပြင်ဖို့နားလည်မှာမထင်ဘယ်တော့အခါမှနော်ကျွန်တော်ဟာဘသူဆိုင်လို့ပဲပွန့်ပွန့်ရှင်နန်းကိုခမည်းတယောက်သာရစီလို့တော့ပန်းတပွင့်ဖြစ်ချင်တယ်ဒါကချစ်ချင်းမြတ်တာပါလို့တရက်တည်းမပြောပါဘူးတယောက်မပြောတော့လမ်းမှာကျွန်တော်တယောက်တည်းဆက်လျှောက်ပေးရတာတန်ပါတယ်တန်လွန်းပါတယ်ကွယ်နှလုံးခုန်ရက်တီထိနှစ်ယောက်အတူတူလို့ယုံကြည်ပြီးမှတယောက်တည်းစိတ်မပါပဲကိုကြီးရှင်သန်ရတာမျိုးဒါဟာဒုက္ခသစ္စာဖြစ်မယ်ထင်တယ်သို့တော့ချစ်ချင်းမြတ်တာဟာဘယ်အကျိုးမှမလိုတော့ညောင်ရည်သွန်းခြင်းမျိုးလို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ခမည်းကိုချစ်တယ်ဒါဟာလည်းအကြောင်းတရားတသက်ကြံနေသေးတဲ့ဘဝခရီးတွေကိုတယောက်တည်းတော့မသွားတော့ပါတဲ့နားထောင်နေတဲ့နင်းစီမေတချင်းကတော့တချင်းတသက်ထက်ပိုချောင်းပေါ့မိုးဦးကြရက်တွေပေါ့တတိယချင်းတွေကတဲတဲထန်ထန်ဒါပေမဲ့ကိုတီတီငိမ့်ငိမ့်နဲ့တတိယတက်ပြီးမိုးဦးကြမှာပတောက်တွေအလူရထပွင့်တယ်ပြောပါတယ်မင်းလည်းနောက်ကြမှာကိုစီပြန်ရောက်မလာဘူးလို့ဘသူပြောမလဲဒါပေမဲ့ပြန်လာဖို့ပဲလိုတာပါကိုဆိုတာမင်းဘယ်တော့မှအိမ်ပြန်နောက်ကြမှာမဟုတ်တော့ဇာတိမြို့လေးပေါ့ပြန်လာတိုင်းနှွေးထွေးနေမှာပါပဲလေ